လှပရဲဆိုတာကမျက်နှာတစ်ခုရဲ့ကြောင့်မဟုတ်ပါဘူးနုပြိုရဲဆိုတာကလည်းအသက်အရွယ်နဲ့မဆိုင်ပါဘူးတကယ်တော့ကိုယ့်ရဲ့အတွင်းထဲကစိတ်နဲ့ကို view site တဲ့ပုံမှာပဲမူတည်တာပါဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့နုပြိုလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တဲ့သူတိုင်းအတွက်အမှန်တကယ်လိုအပ်တဲ့အချက်တွေကိုတိတိကျကျလေးမျှဝေပေးသွားပါမယ်ရှင်အခုပြပြပေးသွားမယ့်အချက်တွေကိုနေ့စဉ်အသုံးချနိုင်မယ်ဆိုရင်ကိုယ်တိုင်သတိမထားဘူးမသိလိုက်ခင်မှာပဲလူတွေကမင်းကိုလှလာတယ်နော်နုပြိုလာတယ်နော်ဆိုပြီးတော့မြင်လာကြမှာပါHello မင်္ဂလာပါရှင်ကျမကအလှပကျမ်းမာရေးနဲ့ဘဝအောင်မြင်ပျော်ရွှင်တဲ့အကြောင်းအရာလေးတွေကိုအများကြီးတင်ဆက်ပေးနေတဲ့ပို့ပါတချို့ကြတော့လှရဲဆိုတာကိုမျက်နှာလှရင်လှတယ်လို့ပဲထင်ကြတယ်တကယ်တော့နုပြိုလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဆိုတာကမျက်နှာတစ်ခုတည်းတင်မဟုတ်ပါဘူးကိုယ့်ရဲ့အတွင်းအစိမ်းနေအထိုင်အပြုတ်မှုနဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေနဲ့လည်းဆိုင်ပါတယ်ဒါကြောင့်မလို့နုပြိုလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့အတွက်အရေးကြီးဆုံးအနေနဲ့နံပါတ်1ကိုချစ်တဲ့ခြင်းမှာကိုမချစ်နိုင်ဘူးဆိုရင်ဘယ်သူမှကိုကိုလာပြီးတော့တကယ်ချစ်နိုင်မှာမဟုတ်ပါဘူးကိုချစ်တဲ့ခြင်းရမှာတကယ်ကိုအလှဆုံး make up ပါပဲဆွဲလက်ရှိတဲ့အမျိုးသမီးတစ်ယောက်ကကိုယုံကြည်မှုတွေအပြည့်ရှိလာပြီးတော့တဘဝအတိုင်းလှပနုပြိုခြင်းတွေဆိုတာကပေါ်ထွက်လာမှာဖြစ်ပါတယ်ဒါကြောင့်နုပြိုလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဆိုတာကကိုချစ်တတ်ဖို့လည်းအရေးကြီးပါတယ်ရှင်နှစ်စိတ်ကျန်းမာရေးကိုဂရုစိုက်ပါstress များတာတွေစိတ်ပင်ပန်းတာတွေများလာတယ်ဆိုတာကမျက်နှာပေါ်မှာသူကဓာတ်ရိုက်ထင်ဟပ်စေပါတယ်စိတ်အေးချမ်းပျော်ရွှင်စွာနေတတ်တဲ့အမျိုးသမီးတစ်ယောက်ကဘလို့မျက်နှာပုံစံပဲဖြစ်နုပြိုပြီးတော့ကြည်လင်နေတဲ့အကြည်ဓာတ်ကလေးရမှာဖြစ်ပါတယ်ရှင်အကြည်ဓာတ်လေးရပြီးတော့နုပြိုလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေရပ်တည်နိုင်မှာဖြစ်ပါတယ်3ခန္ဓာကိုယ်ကိုကောင်းကောင်းထိမ့်သိမ်း view site ပါခန္ဓာကိုယ် view site တဲ့အနေနဲ့ရေမြများတောက်ထားအေးဝမအေးထားလေ့ကျင့်ခန်းလေးပုံမှန်လုပ်ထားအစားတောက်တွေကို view site ထားကမျက်နှာစကင်ဝတာမကဒကိုလုံးကိုနုပြိုစေမယ့်အဓိကအချက်ပါဒါကြောင့်မလို့နုပြိုလှပဖို့အတွက်ခန္ဓာကိုယ်ကိုကောင်းကောင်း view site ပြီးထိမ့်သိမ်းဖို့လိုပါတယ်ရှင်4အကောင်းမြင်စိတ်ရှိပါအမြဲတမ်းညီးတွားနေမယ်ညီးညူနေတယ်သူများရဲ့အားနည်းချက်တွေကိုလိုက်ပြီးတော့ပြောနေတဲ့အမျိုးသမီးတွေနဲ့ဘာတွေပဲဖြစ်လာအမြဲတမ်း positive mindset အကောင်းမြင်စိတ်ရှိတဲ့အမျိုးသမီးတွေနဲ့ဘယ်သူကပို့ပြီးတော့နုပြိုမလဲလှပမလဲဟုတ်ပါတယ်အရန်သိတာပါတယ်အကောင်းမြင်တဲ့စိတ်ရှိတဲ့အမျိုးသမီးတစ်ယောက်ကသူ့ရဲ့မျက်နှာသူပြောတဲ့အပြောအဆိုစကားလုံးတွေပေါ်မှာပဲသူ့ရဲ့စိတ်နေစိတ်ထားအလှအပါလေးတွေမှရှိတဲ့အေးချမ်းမှုတွေအကြည်တက်တွေကလည်းအလိုလိုတဘဝအလျာပေါ်လွန်လာပြီးတော့နုပြိုလှပပြီးတော့အေးချမ်းမှုလေးတွေကသူ့ရဲ့မျက်နှာမှာတဘဝအတိုင်းလေးပေါ်ဟပ်နေမယ်မြင်နေရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အကောင်းမြင်စိတ်ကလေးထားတတ်ဖို့လည်းလိုအပ်ပါတယ်ရှင်5လေ့ကျင့်ခန်းပုံမှန်လုပ်ပါလှပခြင်းနဲ့ဆိုရင်တော့လှုပ်ရှားဖို့လိုပါတယ်လေ့ကျင့်ခန်းလေးပုံမှန်လုပ်သွားမယ်ဆိုရင် body shape ကိုပြောင်းလဲပေးရုံသာမကenergy growth confidence မှာတက်လာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့လေ့ကျင့်ခန်းလေးပုံမှန်လုပ်သွားမယ်ဆိုရင်နုပြိုလှပခြင်းဆိုတာကအမှန်တကယ်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။6ကိုယ်နဲ့ life ဖက်တဲ့ပုံစံကိုရွေးတတ်ပါ။ကိုယ်မျက်နှာနဲ့ life ဖက်တဲ့ fashion စပင်ပုံစံတွေကလူတစ်ယောက်ရဲ့ရှင်းဆွဲအသက်ထဲပို့ပြီးတော့ငယ်သွားစေပါတယ်။ဒါကြောင့်မလို့ကိုယ်နဲ့ life ဖက်တဲ့ style ကိုရှာနိုင်တယ်ဆိုရင်နုပြိုလှပပြီးတော့ကိုယုံကြည်မှုအပြည့်ရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေလေရပ်တည်နိုင်မှာဖြစ်ပါတယ်။ခွန် skin care ကိုစနစ်တကျလုပ်ပါ။နုပြိုလှပခြင်းနဲ့ဆိုရင် skin care ကမဖြစ်မနေလိုအပ်ပါတယ်။ expensive product တွေမလိုပါဘူး။ဒီတိုင်းပုံမှန်အခြေခံအဆင့်ဖြစ်တဲ့ cleanser, moisturizer, sun cream ဒီ၃မျိုးကိုနေ့တိုင်းပုံမှန်လေးလုပ်သွားမယ်ဆိုရင်မျက်နှာအသားအရည်ကနုညံ့ပြီးတော့ဂလိုးကလက်ကလေးဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့လှပနုပြိုဖို့အတွက်ဆိုတာကလည်း skin care ကိုစနစ်တကျလေးတိကျလေးလုပ်တတ်ဖို့လည်းလိုပါတယ်ရှင်။ရေထဲဖြစ်တဲ့မှာအသားအရည်တင်းရင်လှပဖို့နဲ့ကိုယ်ခန္ဓာအတွင်းအစိတ်အတောက်တွေကင်းစင်မှုအတွက်ရေမြများတောက်ပေးဖို့လိုပါတယ်ရှင်။နုပြိုလှပရတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ပိုင်ဆိုင်နိုင်မှုအတွက်တစ်နေ့ကိုရေကို2 လီတာလောက်တော့အနည်းဆုံးတောက်ပေးပါ။ကိုနှစ်ချိုက်စွာအိပ်ပါအေးဝမှာအိတ်ချင်းကဆဲတွေကိုပြန်လဲပြုတ်ပြင်ပေးပြီးနိုးထလာတဲ့အခါမှာလန်းဆန်းနဲ့အရွယ်တင်နုပြိုနေစီမှာဖြစ်ပါတယ်။ဒါကြောင့်မလို့တစ်နေ့ကိုအိတ်ချင်းအနည်းဆုံး7 နာရီလောက်တော့အိတ်ဆက်ဖို့လိုပါတယ်ရှင်။10စိတ်အေးချမ်းပျော်ရွှင်မှုကိုရွေးချယ်ပါ။ stress များနေတဲ့ဘဝကနုပြိုမှုဆိုတာမရှိပါဘူး။
မြဲတမ်းစိတ်ညစ်နေတဲ့ညီးညွတ်နေတဲ့အမျိုးသမီးတစ်ယောက်ကဘလို့မျက်နှာလှပမျိုးရှိလဲဆိုတာကမမြင်ရတော့ပါဘူးစိတ်ပစ္စည်းမှုကအိုမင်းရောခြင်းကိုမြန်စေတဲ့အတွက်စိတ်ကိုအမြဲတမ်းအေးချမ်းပျော်ရွှင်ကြည်လင်နေအောင်ထားဖို့လိုအပ်ပါတယ်ဒါကြောင့်မလိုအပ်တဲ့အတွေးတွေအရာတွေကိုလွတ်ချပြီးတော့ကိုယ်စိတ်ကိုအရင်တည်ငြိမ်အောင်လုပ်ပါဒါမှသာကိုကလူပြိုလှပတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့အများဆုံးပါဆိုင်နိုင်မှာဖြစ်ပါတယ်လူပြိုလှပလဲဆိုတာကအပြင်ဘန်းနဲ့မဆိုင်ပါဘူးကိုဘလောက်ချစ်လဲကိုဘဝဘလို့ရွေးချယ်လဲစိတ်ကိုဘလို့ထိန်းလဲဒီအရာတွေကပဲဆုံးဖြတ်ပေးတာပါဒါကြောင့်မလို့ဒီနေ့ကစပြီးတော့ကိုအမြဲတမ်းကြည့်ကိုအမြဲတမ်း view ဆိုင်နေပြီးတော့ကိုပိုကောင်းအောင်နေပါဒါကြောင့်မလို့တနေ့မှာကိုတိုင်းတတိပထားမိပဲကိုတိုင်းမသိလိုက်ခဲနဲ့ပဲကိုဟာအရန်လူပြိုလှပတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နော်ဟုတ်ကဲ့ပါအားလုံးပဲလူပြိုလှပတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တဦးတစ်ယောက်ချင်းကြည့်တိုင်းမှာကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်အနေနဲ့ဘယ်လိုဗီဒီယိုအကြောင်းအရာလေးတွေကိုတင်ဆက်သွားမလဲဆိုတာကိုသိရအောင်လို့ပူ YouTube Channel လေးကိုလည်း Subscribe လုပ်သွားဖို့ကြံပြုပါတယ်ဟုတ်ကဲ့ကျမ်းမာပျော်ရွှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့အားလုံးနှုတ်ဆက်လိုက်ပါတယ်ရှင်အားလုံးဘိုင်ဘိုင်ပါ